ကဲဒီတကမှာတော့အရန်ကိုအရသာရှိပြီးတော့ခလေးလူကြီးကြိုက်နေတဲ့ကော်ပြန်စိမ့်လေးလှုပ်ရှားကြရအောင်နော်အလွယ်တကူပြုလုပ်ရတဲ့အတွက်အိမ်မှာလည်းလိုက်လှုပ်ရှားကြည့်လို့ရပါတယ်ရှင်ကဲပါဝင်ပစ္စည်းလေးတွေနဲ့စတင်ပြီးတော့မိတ်ဆက်ပါမယ်ကော်ပီလေးတွေကိုပါပါနုံနုံကလေးတွေစင်ပါမယ်မုံညင်းပူလေးအနေငယ်ကိုလည်းပါပါနုံနုံကလေးတွေစင်ပါတယ်ကျွတ်တော်မိတ်လေးအနေငယ်ကိုလည်းပါပါနုံနုံကလေးတွေစင်ပေးထားပါတယ်မုံလာဦးနီအနေငယ်သုံးထားပါတယ်ရှင်ခက်ဆောင်းဆောင်းလေးတွေလှီးပြီးတော့အရှိန်လိုက်ကလေးတွေပါပါလေးတွေလှီးပေးထားပါတယ်ဒီနေရာမှာမိမိတို့စိတ်ကြိုက်အသီးနှံတွေလည်းထက်ထည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်ပြီးရင်တော့အသားရတာအတွက်စက်သားလေးအနေငယ်ကိုလည်းပါပါနုံနုံကလေးတွေဆင်ပေးထားပါတယ်စက်တော်နီအနေငယ်ကိုလည်းလေးစိတ်စိတ်ပြီးတော့စက်တော်မျိုးလေးလည်းတပြားရေးထားပါတယ်ကဲမိဘဘောဒဲအိုးလေးတင်စီလေးထည့်ပြီးရင်တော့စက်တော်မျိုးစက်တော်လေးကိုစတင်ပြီးတော့ကြောပါမယ်ရှင်ကဲစက်တော်လေးတွေနော်လာပြီဆိုရင်တော့ဆွနာကပါပါနုံနုံဆင်းထားတဲ့စက်သားလေးကိုထည့်ပါမယ်ရှင်ကဲစက်သားလေးအယောင်ပြောင်းလာပြီဆိုရင်တော့အရသာအတွက်ပဲငပြားကြီးအကြည့်နေငယ်ချုံမကလေးနေငယ်စားလေးနေငယ်နဲ့စက်သားမုံလေးနေငယ်ထည့်ထားပါတယ်ပြီးရင်တော့စက်သားလေးနဲ့တမအောင်မွေပေးပါမယ်ရှင်ပြီးရင်တော့တကြားလေးကိုအနေငယ်ထည့်ထားပါတယ်ကဲအသီးနှံလေးတွေထည့်ပါမယ်မုံလာဥနီလေးကိုစတင်ပြီးတော့စက်သားလေးနဲ့ရောပြီးတော့ကြော်ပေးပါမယ်ရှင်ဥနီလေးနည်းနည်းပျော့လာပြီနွမ်းလာပြီဆိုလို့ရှိရင်တော့အရွက်ကလေးတွေလိုက်ပြီးတော့ထည့်ပေးပါမယ်ရှင်ကဲအရွက်ကလေးတွေကိုစက်သားလေးနဲ့တမအောင်မွေပေးပါမယ်ရှင်အရွက်ကလေးနည်းနည်းနွမ်းလာပြီဆိုရင်တော့ခီးစီလေးနဲ့ငယ်ငရုတ်ကောင်းမှုလေးအနေငယ်ထည့်ပေးပါမယ်ရှင်ပြီးရင်တော့ကော်မုတ်ကလေးကိုအေးဖြောပြီးတော့ငွေလိုက်မယ်ဆိုလို့ရှိရင်တော့ကော်ပြန်လေးမှာထည့်မယ်အစားလေးရပါပြီရှင်ကဲကော်ပြန်ရွက်ကလေးလုပ်ပြပါမယ်ဂျုံကော်မှုတစ်ထုပ်သုံးပါတယ်ပြီးရင်တော့ဟင်းကတ်စွန်းနဲ့စတန်မုတ်နှစ်စွန်းထည့်ပါတယ်ပြီးရင်တော့ထမင်းစားစွန်းနဲ့ကော်မှုနှစ်စွန်းသုံးပြီးတော့ရေလေးအနှဲငယ်နဲ့ဖြည်းဖြည်းချင်းစီမွေပေးပါမယ်ရှင်ရေကိုတပရိတ်ထဲမထည့်ဘဲနဲ့ဖြည်းဖြည်းချင်းစီမွေတာဟာမုတ်သားလေးကိုနူးညံ့ပြီးတော့ချုံမွေးစေပါတယ်ရှင်ကဲမုတ်သားလေးမွေလာတာနူးညံ့လာပြီဆိုလို့ရှိရင်တော့စီလေးနဲ့ငယ်ထည့်ပြီးစားလေးနဲ့ငယ်ထည့်ပြီးလို့ရှိရင်တော့မုတ်ကလေးကိုခဏနှက်ထားပါမယ်ကဲရေနွေးလေးတည်ပါမယ်ရေနွေးလေးဆိုလာပြီဆိုရင်တော့အောက်ခံတုပ်ဖို့အတွက်ဘန်းလေးကိုစီလေးနဲ့ငယ်တုပ်ပြီးတော့စောစောကဆက်ထားတဲ့မုန့်နစ်ကလေးကိုထည့်ပေးပါမယ်ရှင်မုတ်သားမြင့်တဲ့ပြင်းလေးကိုလိုက်ဖြန့်ပေးပါမယ်ရှင်အိုးလေးကိုဟိုဘက်ဒီဘက်လေးလှည့်လိုက်မယ်ဆိုရင်ဘန်းလေးကိုလှည့်လိုက်မယ်ဆိုရင်တော့မုတ်ဘက်ရွက်ကလေးရပါပြီရှင်အဖုံလေးခဏအုပ်ထားပါမယ်မိနစ်နဲ့ငယ်လေးကြာတဲ့အချိန်မှာမုတ်သားလေးချက်ပြီဆိုရင်တော့ကော်ပြန်ရွက်ကလေးရပါပြီစီလေးနဲ့ငယ်တုပ်ပါမယ်အေးလေးခံပါမယ်ရှင်ပြီးရင်တော့ဖြည်းဖြည်းချင်းစီခွာပါမယ်ဒီနေရာမှာအနေငယ်စိတ်ရှိဖို့လိုပါတယ်ရှင်စီးတုပ်ထားတဲ့အတွက်တော့အရင်ကြီးတော့ခွာစရာခက်ခဲမခွာရပါဘူးရှင်ဖြည်းဖြည်းလေးပဲခွာရပါတယ်လွယ်ကူပါတယ်ရှင်ကဲပြီးရင်တော့ကော်ပြန်ရွက်ကလေးပေါ်မှာစောစောကချက်ထားတဲ့အစာလေးကိုထည့်ပြီးတော့လိပ်ပေးပါမယ်ရှင်ဒီနေရာမှာမိမိတို့စိတ်ကြိုက်ပုံစံလိပ်ပြီးတော့လဲစားနိုင်ပါတယ်ရှင်ကော်ပြန်ရွက်ကလေးကအီလေးနဲ့ထဲအစားနဲ့ဆိုရင်အရန်ကိုစားကောင်းပြီးစားလို့တအားကောင်းခလေးလူကြီးကြိုက်နေတဲ့ကော်ပြန်စိမ့်လေးဖြစ်ပါတယ်ရှင်လှုပ်ရတာအရန်ကိုလွယ်ကူပါတယ်မိမိတို့လည်းအိမ်မှာလိုက်ပါပြီးတော့လှုပ်စားနိုင်ပါတယ်ရှင်ကဲပြီးရင်တော့ပကံလေးတွေကိုထည့်ပါမယ်အရသာရှိပြီးတော့စားလို့ကောင်းတဲ့ကော်ပြန်စိမ့်လေးရပါပြီရှင်အချင်းကြီးလေးကိုတော့ကြွကြွလေးတွေထည့်ပြီးတော့အပေါ်ကနေပြီးနှက်ဆက်အောင်စမ်းပေးပါမယ်ရှင်ကဲအရန်ကိုအရသာရှိပြီးတော့မနက်ခင်းမဲစားစားနေ့ကင်းအစာပြေပဲစားစားခလေးလူကြီးအရန်ကိုကြိုက်နေတဲ့ကော်ပြန်စိမ့်လေးတစ်ခွက်ရပါပြီရှင်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်တော့အပေါင်းလေးနဲ့အသေးလေးပေးခဲ့ဖို့လည်းမမိနဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်